ခါလေးက40ခုပြွာမှုသေးတာအတီးပြုလို့ရတယ်တဲ့ဆန္ဒက6လေးတည့်ရဲ့တည်ရင်မှုနဲ့ဒုတည်မှုသေးတာလည်းအတီးပြုလို့ရတယ်ဒေါက်တာညိုထုံးအောင်နဲ့လင်းသက်တို့အုပ်စုပေါ့နော်ဒါအေးလေကြာတေသွားတယ်ပေါ့ဗျာတေသွားတယ်လို့ကြာဒေါက်တာညိုအောင်တေသွားတယ်လို့ဟုတ်ပါဒီနေ့ကတော့ဒီဇင်ဘာလ29ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့တော့ဗမော်စစ်မျက်နှာပြင်ကထူးခြားမှုတွေပေါ့နော်ဒါအားလုံးတော့သိပြီးသားဖြစ်ပေမဲ့ကျွန်တော်ထပ်သိရတဲ့ကိစ္စလေးတွေလည်းပြောမယ်ပေါ့နော်ဒါပြွာမှုတွေသိတယ်တည်ရင်မှုတွေဒုတည်ရင်မှုတွေတည်ကြတယ်ပေါ့ဖမ်းမိတာတွေလည်းရှိတယ်လက်နက်တွေလည်းသိမ်းမိတယ်ဆိုပြီးတော့သတင်းတွေထက်တည်ရရှိတယ်အဲ့ထက်နောက်ထပ်ပိုကြိုက်တဲ့ဟာရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့လေချောင်းနဲ့ပတ်သက်တဲ့ဟာလေးလည်းပါမယ်ပေါ့နော်လေအနေနဲ့ပတ်သက်တဲ့ဟာလေးပါပါအောင်မယ်အဲ့တော့ဗမော်တိုက်ပွဲနေ့စဉ်ပြင်းထန်နေတယ်ဆိုတာကတော့ဒီရက်ထဲမှာအားလုံးသိပြီးဖြစ်ပါမယ်အဓိကတော့ဒါ Christmas နေ့ပေါ့နော်25ရက်နေ့ကနေစပြီးတော့ဗမော်စစ်မျက်နှာပြင်တစ်ခုလုံးမှာရှိတဲ့ဒေါ်လာရင်းအင်အားစုတွေအကုန်လုံးကဒါစစ်ကောင်စီရဲ့ဒီအထိုင်ချထားတဲ့နေရာတွေယူထားတဲ့နေရာတွေပြီးရင်တပ်စခန်းတွေတရင်ဌာနချုပ်တွေအရေးကြီးတဲ့နေရာတွေအဲ့နေရာတွေအကုန်လုံးကိုဒါလုံးဝတပြိုင်နဲ့ဒါထိုးစစ်ဆင်တာပေါ့ဗျာဒါထိုးစစ်အရှိန်မြင့်တာပေါ့အဲ့တော့ခါလိုက်40ခွန်မှာဗျူဟာမှုနဲ့3កောင်ဘောင်း4កောင်အသက်မရှူဒီဥစ္စာအားလုံးတော့သိပြီးသားပေါ့နော်အဲ့ဒါဖြစ်စဉ်တစ်ခုထဲမှာပဲရှိသေးရပါတော့အဲ့တော့ဒါခါလိုက်40ခွန်နဲ့ကဗျူဟာမှုနေတဲ့နေရာကိုဒါ FPV drone နေနဲ့ drone နဲ့ဆော်ထားတာပေါ့နော်အဲ့ဖြစ်စဉ်တစ်ခုအတွင်းမှာကိုပဲဒါဗျူဟာမှုနဲ့တေကြတဲ့ကောင်တွေကိုဒါပြောပြထားတာပေါ့နော်ဗျူဟာမှုနဲ့ခေါ်ရတာဒီကောင်လေးကြွားမှုလို့ကောင်းအဲ့လိုမျိုးအခြားတေတာတွေလည်းရှိသေးရပါလေနော်အများကြီးပေါ့ဒါဖြစ်စဉ်တစ်ခုတည်းကိုပြောပြထားတာပေါ့နော်ခါလေးက40ခုကြွားမှုတေတာအတီးပြုလို့ရတယ်တဲ့ဆန္ဒက6လေးတည့်ရဲ့တည်ရင်မှုနဲ့ဒုတည်မှုတေတာလည်းအတီးပြုလို့ရတယ်တိုက်ပွဲကတော်တော်ကိုပြင်းထန်နေတဲ့အနေထားဗျအဲ့တော့စစ်ကောင်စီတေတာများတော်တော်ကိုရဲရဲဆက်ဆက်တေတာဆိုတဲ့အနေထားမျိုးနဲ့သိရတယ်အရေးတွက်ကအတိအကျတော့ပြောဖို့ခက်တယ်အဲ့လိုပုံစံမျိုးကိုမရွတ်တွက်နိုင်တဲ့အနေအထားမျိုးကိုဖြစ်နေတဲ့ပုံစံပေါ့နော်နောက်တစ်ခုကတိုက်ပွဲဖြစ်နေစေကာလလည်းဖြစ်တယ်ပေါ့နော်တပ်ဖွဲ့တွေကတိုက်နေစေကာလဖြစ်တယ်ရှင်းလင်းနေစေကာလဖြစ်တဲ့အတွက်ဒါတွေကိုလိုက်ပြီးတော့မရွတ်တွက်နိုင်သေးဘူးပေါ့ဗျာအခုစရင်မပေါင်းရသေးဘူးပေါ့ပြောချင်တာဟိုဖွဲ့ကအေးဘယ်လောက်သိလဲစစ်ကောင်စီဘက်ကဗနည်းနောက်မှပေါင်းတော့မကွာဆက်ချအောင်ပဲဒါရောပုံစံမျိုးလည်းဖြစ်မှာပေါ့နော်ရန်နေတယ်လို့ဖြစ်နေအဲ့တော့ဒါ40ခုမှာပြပါမှုတည်တယ်641မှာတရင်မှုနဲ့ဒုတရင်မှုတည်တယ်အဲ့တော့အကြီးဆုံးဆိုတဲ့ကောင်တွေတည်ပြီဆိုမှတော့ပြေးပြီပေါ့ဗျာပြေးပြီပေါ့အောက်ကောင်တွေဖျို့ဖျဲနဲ့ပြေးပြီပေါ့ဒါတေးကြတယ်တချို့ဒါသူတို့တေးကြတယ်သူတို့ရဲ့ဒါအောက်မှာရှိတဲ့တက်ခွဲမှုဗီဒီယိုဖိုင်တွေလည်းဒါတွေ့ရလိမ့်မှာပေါ့နော်ဟာမြို့ကြောင်တွေကထွက်လာလားလို့ပါအဲ့ဗီဒီယိုဖိုင်လေးလည်းတွေ့ရလိမ့်မှာနော်ပုံစံကိုလို့အောင်အများကြီးပဲလူတွေကမိဖို့ကြောင့်လည်းပြည်တာမလားခုနအိမ်နေရပဲငါ့ဝင်တက်လိုက်အိမ်ထဲနဲ့ဟာလေလူလေးခုနပြောင်းတက်လိုက်အိမ်ထဲထွက်ပြေးခဲ့ရအဲ့တော့လက်နက်ခဲရခိုင်ဘက်ကိုသွားမယ်ဆိုတော့ထွန်းမြတ်နိုင်ကဘိုးကျဟိုအေးစီဦးစီကိုထွန်းမြတ်နိုင်ကနေပြီးတော့ तू ကစစ်တပ်ခေါင်းဆောင်တွေကိုတတိပေးတဲ့ချင်းရောက်တဲ့စကားပြောတယ်ဆိုတော့ဘယ်လိုစကားပြောလဲဆိုတော့ကျွန်တော်က तू ပြောတာလေးဖတ်ပြမယ်ပေါ့နော် तू စကားပြောတဲ့ဟိုဟာထွန်းမြတ်နိုင်ပြောတဲ့စကားလေးကိုဖတ်ပြမယ်ပေါ့နော်ထွန်းမြတ်နိုင်ကတော့နော်စစ်ရှုံးနေတဲ့သူပြောတာနော်စစ်ရှုံးနေတဲ့စစ်တပ်အနေနဲ့မိုက်တွင်းမနဲ့ဖက်နဲ့တားပြီးမြင်းမြစ်တွေအတွက်တိတ်ခါတွေချပြီးတော့လက်နဲ့ချတင်တယ်တိတ်ခါချန်ပြီးတော့သူတို့သူ့တွေ့တာနေရေးထားတယ်သူကဦးမအားလားဆိုတော့ဦးမင်းအောင်လိုင်းပြောတာပါနော်ကျွန်တော်မဟုတ်ဘူးနော်သူပြောတာဒါတိုင်းကိုကနေအမှုပတ်နေအောင်နော်ဦးမအားလားနဲ့ဘာကများတဲ့ဦးမင်းအောင်လိုင်းနဲ့ဗိုလ်ချုပ်ကြီးများပေါ့ဗျာကဲလူကြီးပြောရင်တော့လူကြီးများခမရတဲ့ခမရတို့ရဲ့စစ်ပညာနဲ့ကြိုးစားမှုလေးစားပါတယ်တဲ့ဒါပေမဲ့လူကြီးမင်းတို့တေချာပေါက်ရှုံးနေပြီဖြစ်လို့အရှုံးသမားကောင်းပိတာအောင်စူးစမ်းခြင်းကသာတင်တို့ရဲ့တခုတည်းသောအကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မယ်တဲ့ဆိုပြီးတော့ထွန်းမြတ်နိုင်ရေးတယ်ဒါအပြင်သူကထပ်ရေးသေးတယ်နော်မင်းတို့ရဲ့ဂုံတိတ်ခါကိုထက်မစင်းစားရင်တော့တဲ့မင်းတို့ရဲ့ရှင်ကြံခဲ့တဲ့သားသမီးမြင့်မြင့်တွေအတွက်တိတ်ခါနဲ့ခြံထားခဲ့တဲ့တဲ့ဒီအချိန်မှာတက်ချင်းတိုက်လို့မနိုင်လို့ဘာမှလက်နက်မရှိတဲ့ပြည်သူလူထုတွေကိုလူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးတပ်ဖြတ်ညစ်လုံးစုံနဲ့ဆက်လက်ပြီးလက်နက်အားကိုမိုက်တွင်းနေနေဦးမယ်ဆိုရင်တဲ့မင်းတို့ရဲ့ဂုံတိတ်ခါကိုထက်မစင်းစားရင်တော့ခင်ဗျားတို့ရဲ့ရှင်ကြံခဲ့တဲ့သားသမီးမြင့်မြင့်တွေအတွက်တိတ်ခါနဲ့ခြံထားခဲ့တဲ့ပါတယ်ဆိုပြီးတော့ तू ကရှင်းပြရင်တော့ထွန်းမြတ်နိုင်ကနေပြီးတော့ဗိုလ်ချုပ်ကြီးမြောက်နိုင်တဲ့ဗိုလ်ချုပ်ကြီးများကို तू ကရှင်းပြရင်တော့မင်းတို့တွေမိုက်တွင်းသိမ့်နေတယ်မင်းတို့သားသမီးတွေမင်းတို့တိတ်ခါချမ်းခဲ့ဦးမင်းတို့ရှုံးနေပြီလို့ပြောတာပဲဆိုတော့ဗိုလ်ချုပ်ကြီးများနဲ့ဦးမြောက်နိုင်တို့အဖွဲ့အနေနဲ့လေထွန်းမြတ်နိုင်ကိုဖြည့်ပေးတင်တာပေါ့နော်တစ်လုံးနှလုံးလောက်ဖြည့်ပေးတင်တစ်လုံးသုံးဖို့နှလုံးသုံးဖို့5 6လုံး9လုံးအလုံး340လောက်ဖြည့်ပေးတင်တယ်စကလုံးပြောတာနော်တော့ကြာခင်ဗျားတို့အကောက်မှဒိဗေကောက်မှနေဦးမယ်နော်ရှုံးနေတယ်လို့ခင်ဗျားတို့ပြောနေပြီထွန်းမြတ်နိုင်ကနော်အေးထွန်းမြတ်နိုင်ကနေပြီးတော့ခင်ဗျားတို့ရှုံးနေပြီလို့ခင်ဗျားတို့ပြောနေပြီပြီးတော့ခင်ဗျားတို့မိုက်တွင်းမနဲ့တော့ရှုံးနေတဲ့အတွက်လက်နက်ချအညံ့ခံအရှုံးပေးမိုက်တွင်းမနဲ့ပြီးခင်ဗျားတို့သားသမီးတွေအတွက်ခြံထားအောင်ဂုံတိတ်ခါကြောက်ကြကြအောင်ဖြစ်အောင်ခြံထားအောင်ဘာညာဆိုပြီးတော့ခင်ဗျားတို့သားသမီးတွေကိုပါကင်ပေါက်ပြီးပြောနေပြီနော်ဗိုလ်ချုပ်ကြီးများနဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းတို့ကြီးခင်ဗျားတို့ပြောနေပြီနော်ပြောနေပြီဆိုတော့
ခင်ဗျားတို့ရှုံးလားမရှုံးလားရှုံးတယ်မရှုံးဘူးဆိုတာဟိုအလုံး50လောက်နဲ့ပြန်တုံ့ပြန်တင်ပါတယ်စကလုံးနော်စကလုံးလုံး50လောက်နဲ့လူတို့ရှင်းလေးပြန်တုံ့ပြန်တင်ပါတယ်ငါတို့ရှုံးတယ်ဆိုလဲရှုံးတယ်ပေါ့မရှုံးဆိုလဲမရှုံးပေါ့တုံ့ပြန်တင်ပါတယ်နော်တုံ့ပြန်ဖို့အများကြီးမလိုပါဘူးအလုံး50ဆိုလောက်ပါပြီနော်အလုံး50ဆိုလုံးလောက်ပါပြီဆိုတော့တုံ့ပြန်ဖို့တင်ပါတယ်နော်ဆိုတော့ဘလို့ဖြစ်မလဲတော့မသိဘူးဘိုးချုပ်ထွန်းမြတ်နိုင်ကတော့အဲ့လိုမျိုးစိန်ခေါ်စကားတွေပြောတယ်ပေါ့ဗျာနော်ဆိုတော့ကျွန်တော်တို့ဒီကြားထဲမှာထည့်ပြောချင်တာတခုပေါ်လာတယ်နော်ထွန်းမြတ်နိုင်ကဘိုးချုပ်ကြီးတို့စိန်ခေါ်တာတွေခနဲ့ရတာတွေရွဲ့တာတွေဖဲ့တာတွေပေါ့ဒါတွေပြောတယ်ဆိုတော့โอเคကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းသတင်းလေးတွေကြားရရှိတယ်ပလောဝဘက်မှာဒေါက်တာညိုထွန်းအောင်နဲ့လင်းတစ်တို့အုပ်စုပေါ့နော်ဒါအေးလင်းတစ်ကဒါပြူဟာမှုလို့ပေါ့ဒါဘယ်လိုခေါ်ပြူဟာမှုလားနိုင်ငံရေးမှုလားလင်းတစ်ကကျွန်တော်တရားတော်မေ့နေအဲတမှုပဲဗျာတခုတော့မူးတယ်ဗျာနော်ဘာမူးလဲတော့ကျွန်တော်မသိဘူးမူးတယ်သူတို့ကပလောဝဘက်မှာဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာသတင်းပေးတွေကခိုင်မာတိကျကြလို့ဆိုတက်ကလေးနဲ့ထုထည့်တယ်ထုထည့်တာအဲ့မှာတော်ဒေါက်တာညိုထွန်းအောင်ကြာတေသွားတယ်ပေါ့ဗျာတေသွားတယ်လို့ကြာတယ်ဒေါက်တာညိုထွန်းအောင်တေသွားတယ်လို့သတင်းထွက်တယ်အဲ့မှာလင်းတစ်လည်းတေတယ်လို့သတင်းထွက်တယ်လင်းတစ်တေတာကိုတော့တော်တော်လေးခိုင်မှာအတီးပြုတ်နိုင်တယ်တဲ့ဒါပေမဲ့ဒေါက်တာညိုထွန်းအောင်တေမတေကိုတော့အတီးပြုတ်ကခက်တယ်တဲ့ခက်တာကဒေါက်တာညိုထွန်းအောင်ကလည်းအဲ့ဒီနောက်ပိုင်းစပြီးတခါမှတစ်ချက်ကလေးတောင်မီဒီယာရှေ့မှာထွက်လာပြီးမပြောတော့ဘူးဆိုတော့ထူးကြတယ်ပေါ့နော်ဆိုတော့ဟိုဒေါက်တာညိုထွန်းအောင်အေးဒုစေဦးစီချုပ်ဒေါက်တာညိုထွန်းအောင်တေမတေကတော့လာမဲ့မတ်လပထမဘက်အတွင်းမှာသိရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့တေတယ်မသိဘူးဆိုတော့မေးချင်လည်းမေးကြလိမ့်မယ်။အဲ့ကြိုင်သူဖြေမှာပေါ့နော်။မသိဘူးဆိုလည်းမသိဘူးဆိုတော့မသိကြောင်းလေးဟိုင်းတာလီသွားပါဆိုပြီးထပြောပေါ့ဗျာ။တာလီသွားပါဆိုပြီးတော့ဒေါက်တာညိုထွန်းအောင်ကနေပြီးတော့ရိုက်ပြီးတော့ဟိုင်းတာလီသွားပါငါမသိသေးဆိုတော့ပြမှာပေါ့။အဲ့လိုမပြနိုင်သေးဘူးဆိုရင်ဒါစဉ်းစားစရာကောင်းသွားပြီ။ဒါပေမဲ့လင်းတစ်ကတော့တေတယ်လို့ကြားတယ်။အဲ့တော့ဒါအောင်များဘာဖြစ်တဲ့အတွက်မိုဒီဖြစ်အောင်လို့များထုံးမြနိုင်ထပြီးရှူရက်ပြူးပြဲနေခနဲ့သလိုကျွဲသလိုမဲ့သလိုဖဲ့သလိုနဲ့ဒါဘိုးချုပ်မူကြီးတို့ဒါစိန်ခေါ်စကားပြောတာလို့ထင်ပါတယ်။ဒါကြောင့်ဘိုးချုပ်